ကျမအသက်19နှစ်မှာတင်အမေကငငယ်ရွယ်နဲ့ဆုံးပါသွားခဲ့တယ်အဖေကလည်းကျမကိုရှမ်းမိသားစုစီအတင်းအဓမ္မလက်ထပ်ပေးခဲ့ပြီးသားပါအခုကျမအသက်19နှစ်ပဲရှိသေးတယ်သမီးလေးတစ်ယောက်လည်းရခဲ့ဘူးတယ်လောကကြီးကြောင်ဘာမှနားမလည်သေးသလိုဘာလို့ရမှန်းလဲမသိတဲ့အချိန်မှာအခက်အခဲတွေအများကြီးနဲ့ရင်ဆိုင်နေရတယ်ရောက်ခမကိုတွားတွေးဖို့ဆိုတာကလည်းသူကစိတ်နှောက်ယှက်ဖြစ်သွားမလားဆိုပြီးကျမမဝင်မရဲဖြစ်နေမိတယ်တကယ်လို့များကျမမျိုးသားကမိုးဆိုးမစီတစ်ခေါက်ပြန်သွားတယ်ဆိုတာကိုရောက်ခမသားသိသွားရင်မင်းကမင်းသမီးလေးကြနေတာပဲလို့ကျမကိုကဲ့ရဲ့အောင်ပါအသေးတွေကနာကျင်မှုတွေကခံရခက်လွန်းတာကြောင့်အဝတ်စားတွေကိုလုံးကြုံအောင်ပြင်ဝတ်ပြီးတွင်းကျင်ရလွင့်စိတ်လွတ်ကိုလွတ်ထွက်လာခဲ့မိတယ်လမ်းလျှောက်လာရင်းနဲ့ကျမတို့လည်းထုံတဲ့ကွင်းပေးကသမီးလေးကိုမြုပ်နှံထားတဲ့မြေပုံလေးရှိရာမြေနီလမ်းပေါ်ကိုရောက်လာခဲ့တယ်ကောင်းကင်မှာတော့လာမင်းကြီးကိုနောက်ခံထားပြီးကျယ်ရီဆောင်လို့ပေါ့ကျမသမီးလေးရဲ့ဦးတင်းချိုင်းရှိမှာအင်ဂျီကျဲတီးတွေကိုဖြုတ်လိုက်ပြီးကြောက်အားရီစိတ်အေးထားတော့မေမေနှုတ်တိုက်ကျွေးမယ်သမီးလေးဘိုင်းမစားတော့ဘူးနော်လို့ပြောလိုက်မှပဲရင်ထဲကနာကျင်မှုတွေကတဖြည်းဖြည်းပြေပြောက်သွားတော့တယ်အဲ့ဒီနေ့ကစပြီးညတိုင်းသမီးလေးရဲ့ကူစီကျမသွားဖြစ်ခဲ့တယ်ကျမမျိုးသားကတော့နေ့ဘက်မှာလဲလဲဆင်းပြီးညဘက်ဆိုရင်မိုးဆိုးမဝန်ကိုသွားကူညီပေးလေးရှိတယ်သူကကျမအတွက်အချိန်မပေးနိုင်တဲ့အပြင်နင်းမျက်နာကတေလူမျက်နာကျနေတာပဲဘသူတနာအောင်လုပ်ပြနေတာလေမိုးဆိုးမဝန်စီကပညာလေးပါလေးတင်အောင်သူကနေလို့မဟုတ်ဘူးလို့တောင်အော်ဟစ်ပြောဆိုတတ်သေးတယ်မိုးဆိုးမဝန်ကတကယ်တော့ဖော်ရွေလုံးနဲ့မိမစားမျိုးပါမျိုးသားတယောက်သူ့အိမ်ရှိကဖြတ်သွားတိုင်းလာလေခဏလောက်ဝင်ထိုင်သွားပါအောင်ဆိုပြီးလက်ရန်ခေါ်တတ်တယ်ကျမလည်းဘာလို့ရမှန်းမသိတဲ့မျက်နှာပေးနဲ့ကျမမျိုးသားကိုကြည့်နေတယ်တကယ်လို့ကျမသာသူ့လိုမျိုးလမ်းသွားလမ်းလာတွေကိုလိုက်ဖိတ်ခေါ်နေရင်ကျမမျိုးသားကသဘောကျမှာမဟုတ်တာတော့သိကြပါတယ်တညမှာတော့ထုံးစံအတိုင်းသမီးလေးရဲ့ကူစီသွားပြီးရင်ဖွင့်နေမိတယ်အင်ဂျီကျက်တီးထုတ်လိုက်တဲ့အချိန်မှာပဲရုတ်တရက်သွေးညီနဲ့တစ်ခုကိုရလိုက်တယ်လှည့်ကြည့်လိုက်တော့မြေပုံပေါ်မှာလူတစ်ယောက်လဲနေတာကိုတွေ့လိုက်ရတယ်တကူလုံးသွေးတွေနဲ့ရဲရဲတောက်နေပြီးလက်ထဲမှာလည်းသွေးစွန်းနေတဲ့ဓာတ်တစ်လက်ကင်ထားတယ်ကျမလမ်းဖြန့်ပြီးအော်မလို့လှုပ်လိုက်ပေမဲ့သွေးတွေပေးနေတဲ့လက်တစ်ဖက်ကကျမပါဇက်ကိုအတင်းပိတ်လိုက်ပါတော့တယ်